CapCut tutorial အတွက် transaction video အခုပြောင်းနေမှာ transaction ထည့်တဲ့ဘူးကတိတ်အရေးကြီးတာသိလားအမြင်ရှုပ်စေမဲ့ transaction တွေကိုမထည့်ပါနဲ့ရိုးရိုးရှင်းရှင်းနဲ့ simple ဖြစ်စေတဲ့ transaction မျိုးကိုတေချာရွေးသုံးပါအရင်ဆုံးကိုဖုန်းထဲက CapCut ထဲကိုဝင်လိုက်ပြီးရင်ကို transaction ထည့်မဲ့ video နှစ်ခုကိုထည့်လိုက်ကိုထည့်ထားတဲ့ video နှစ်ခုကြားအဖြူအောင်၄တောင်အတုံးလေးကိုနှိပ်အဲ့မှာ training တွေကရိုးရှင်းတဲ့ transaction တွေကိုရွေးသုံးပါအဓိကအရေးကြီးတာရှိသေးတယ် transaction တစ်ခုကိုနှိပ်လိုက်ရင်အောက်ကဘားတန်းထဲမှာ 0.5 1.0 ထက်ပိုမကြစေနဲ့အရန်ကြရင်ဗီဒီယိုကပြင်းစရာကောင်းသွားလိမ့်မယ်ဒီနည်းနဲ့အတိုင်းကိုဗီဒီယိုတွေမှာစမ်းကြည့်ကြနော်ကဲဒီလောက်ဆိုရင် transaction ဘယ်လိုထည့်ရမလဲဆိုတာသိလောက်ပြီထင်တယ်ကိုသိစေခြင်းတဲ့ tutorial တွေကိုcomment မှာမေးခဲ့ကြပါဦးနောက် tutorial မှာပြန်ဆုံကြမယ်နော် bye